င်္ဂလာပါရှင်မနေ့ပြန်ဇူလိုင်လ2ရက်နေ့အတွက်မြန်မာနဲ့ထိုင်းနိုင်ငံတို့ကထူးခြားမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်မနေ့ပြန်ဇူလိုင်လ2ရက်နေ့မနက်အထိမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကရဏီကယားပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကျကျနေပြီးတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာဆက်စိမ့်နဲ့ကျန်တိုင်းနယ်ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးရွာရင်ရှားနှုန်းပြည့်ဖြစ်ပါတယ်ရခိုင်ပြည်နယ်မှာဒေသအလိုက်နဲ့ရန်ကုန်တိုင်းပဲခူးတိုင်းစကိုင်းတိုင်းထပ်ပိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်မန္တလေးတိုင်းနဲ့ကရဏီကယားပြည်နယ်ကလွဲပြီးကျန်တိုင်းနယ်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလားကအကြံပြုထားပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေပါတယ်။မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတစ်ခါတည်းမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းအသင့်တင်ကနေလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်မှာရေပြင်မြေပြင်လေဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က10ပေကနေ10ပေခန့်အထိရှိနိုင်ပါတယ်။ဆက်လက်ပြီးဘင်္ဂလားပင်လယ်အော်အခြေအနေနဲ့မြန်မာနိုင်ငံမှာတက်ရောက်နိုင်ခြေတွေကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ3ရက်နေ့ကနေ9ရက်နေ့အတွင်းမှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းကလေပြင်းနဲ့ရေဝန်းကမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာနိုင်ပြီးသူ့ရဲ့ဗဟိုချက်ကဇူလိုင်လ9ရက်နေ့နဲ့6ရက်နေ့တွေကနေစပြီးအိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်ဘက်ဆုံးကိုဥတီဝင်ရောက်သွားနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဒါအပြင်တောင်တရုတ်ပင်လယ်မှာလည်းဇူလိုင်လ3ရက်နေ့နဲ့4ရက်နေ့တွေမှာလေပြင်းနဲ့စနစ်တစ်ခုဖြစ်လာနိုင်တယ်လို့သိရပါတယ်။အဆိုပါမုန်တိုင်းနဲ့လေပြင်းနဲ့စနစ်တို့ရဲ့သွေးဝိုက်တဲ့တက်ရောက်မှုကြောင့်ဇူလိုင်လ3ရက်နေ့ကနေ10ရက်နေ့အတွင်းမှာရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာမိုးလွန်တဲထန်စွာရက်ဆက်ရွာသွန်းနိုင်ပြီးအေရဝတီတိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာလည်းဇူလိုင်လ9ရက်နေ့အထိမိုးတဲထန်နိုင်ပြီး6ရက်နေ့နောက်ပိုင်းမှာမိုးအနှဲငယ်လျော့နိုင်တယ်လို့သိရပါတယ်။မွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာတော့တပတ်လုံးနေရာကွက်ကြောင်မိုးကြီးနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းအောက်ပိုင်းကချင်ပြည်နယ်နဲ့မန္တလေးတိုင်းတို့မှာတော့ဇူလိုင်လ9ရက်နေ့ကနေ10ရက်နေ့အတွင်းမိုးပုံမိုးတဲထန်နိုင်ပြီးမိုးကြီးနိုင်တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်နဲ့ကရဏီကယားပြည်နယ်တို့မှာတော့ဇူလိုင်လ4ရက်နေ့ကနေ6ရက်နေ့အတွင်းမှာမိုးရွာသွန်းမှုပိုလာနိုင်တယ်လို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။မိုးရွာသွန်းမှုများလာနိုင်တာနဲ့အတူကမ်းရိုးတန်းဒေသတွေနဲ့မြို့ဝကျမော်ဒေသတွေမှာရေကြီးရေရှမ်းမှုကိုသတိပြုကြဖို့နဲ့အေရဝတီမြစ်နဲ့ချင်းတွင်းမြစ်တစ်လျှောက်မှာလည်းမြစ်ရေမြင့်တက်လာနိုင်တဲ့အတွက်အထူးသတိထားဖို့ဦးဝင်းနိုင်ကတိုက်တွန်းထားပါတယ်။နောက်ဆုံးအနေနဲ့ထိုင်းနိုင်ငံဘက်ကမိုးလေဝသအခြေအနေကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ10ရက်နေ့ကနေစပြီးအနောက်တောင်မုတ်တုံလေကအရှိန်အဟုန်ပြင်းထန်လာမှုကြောင့်ထိုင်းနိုင်ငံတဝက်မှာမိုးရွာသွန်းမှုပုံမစိတ်လာနိုင်ကဒေသအချို့မှာမိုးလွန်သက်ထန်နိုင်တယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။မနေ့ပြန်ဇူလိုင်လ2ရက်နေ့ညနေထိဘန်ကောက်နဲ့အနီးတစ်ဝိုက်နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်။မြောက်ပိုင်းနဲ့ရှေ့မြောက်ပိုင်းကချင်းမိုင်ချင်းရိုင်းမဲဟောင်ဆောင်တက်နောင်ခိုင်ဥဒုံဌာနီအပါအဝင်ခရိုင်28ခုမှာနေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။အရှေ့ပိုင်းကချွန်ဘူရီရယောင်ချန်တဘူရီနဲ့ထရက်ဒေတာတွေမှာတော့မိုးလွန်သက်ထန်နိုင်ပြီးတောင်ပိုင်းကရနောင်ဖူခက်ဖန်ကခရာဘီထရန်နစ်တုံးခရိုင်တွေမှာလည်းမိုးတဲထန်စွာဆက်တိုက်ရွာသွန်းနိုင်ပြီးရေကြီးမှုတွေဖြစ်နိုင်တယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။ဇူလိုင်လ2ရက်နေ့အတွက်မြန်မာနဲ့ထိုင်းနိုင်ငံတို့ကမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးကြတာပါ။မိုးလေဝသသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာပြီးတဘာဝဘေးစပေးကစားလို့ဘေးအပေါင်းမှကင်ဝေးကြပါစေရှင်။